ခရစ္စတီယာနိုရိုနယ်ဒိုဟာဘာကြောင့်ဘောလုံးလိန်ခောက်တာတွေနဲ့အလှပြကစားတာတွေကိုရပ်တန့်ခဲ့တယ်လဲဆိုတဲ့အကြောင်းရင်းအမှန်ကိုလူတိုင်းသိကြမယ်မထင်ပါဘူးအရင်တုန်းကရိုနယ်ဒိုဟာကမ္ဘာအကောင်းဆုံးဘောလုံးလိန်ခောက်နိုင်သူတွေထဲကတယောက်ဖြစ်ခဲ့တာအားလုံးအသိပါသူဟာဘောလုံးနဲ့အတူပြသခဲ့တဲ့နီးစနစ်မျိုးစုံကြောင့်ပြိုင်ဘက်တွေကိုထိတ်လန့်သွားစေခဲ့ပါတယ်ဒါပေမဲ့သူရီယယ်မက်ဒရစ်ကိုရောက်ရှိလာတဲ့အခါမှာတော့သူ့ရဲ့ကစားဟန်ကိုလုံးဝပြောင်းလဲလိုက်ပါတယ်သူဘာကြောင့်အဲ့ဒီလိုပြောင်းလဲခဲ့ရတယ်လဲဆိုတာကိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာသူကိုယ်တိုင်ဝန်ခံပြောကြားခဲ့ပူပါတယ်သူကအရင်လိုဘောလုံးလိန်ခောက်တာတွေကိုဆက်မလုပ်နိုင်တော့ဘူးဆိုတာကိုသဘောပေါက်လာကြောင်းသူ့ရဲ့ခန္ဓာကိုယ်နဲ့ကြက်သားတွေတိတိတတ်တာထွားကျိုင်းလာတာကြောင့်အရင်လိုလိန်ခောက်ဖို့ခက်ခဲလာကြောင်းပြောပြခဲ့ပါတယ်ဒါအပြင်ဘောလုံးလောကမှာဂိုးသွင်းယူနိုင်ခြင်းကအရေးကြီးဆုံးအရာဖြစ်တယ်ဆိုတာကိုသူသိမြင်ခဲ့ပါတယ်စုဖလားတွေမှတ်တမ်းတွေနဲ့စံချိန်တွေမရှိရင်ဘောလုံးကစားခြင်းကအတိတ်ပဲမရှိဘူးဆိုတာကိုသူနားလည်သွားခဲ့ပါတယ်ဘောလုံးလိန်ခောက်တာဟာအလှပြယုံတက်တာဖြစ်ပြီးအဲ့ဒါကမလုံလောက်တာကြောင့်သူဟာဂိုးတွေသွင်းယူဖို့ကိုပဲအာရုံစိုက်ခဲ့ရပါတယ်ဒီလိုမျိုးစိတ်သက်ပိုင်းဆိုင်ရာပြောင်းလဲမှုကြောင့်ပဲလက်ရှိမှာသူဟာဘောလုံးသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားသူဖြစ်နေရဖြစ်ပါတယ်